video တိုးတယ်ဗျတို့ video တိုးတယ်တို့ဒီနေ့ရှင်းပြနေတယ်ဘာဖြစ်လို့85ကိုပြီးရတာလဲဆိုတော့အကြော့တွေအရှိဒီအပေါ်တွေမကြည့်နဲ့နော်ဒီသုံးလုံးပေါင်းကြီး8ဒီသုံးလုံးပေါင်းကြီး3ညဒီသုံးလုံးပေါင်းကြီး1ဆိုအကြော့တွေမသွားနဲ့တော့ကျွန်တော်ဒီဘက်အောက်ကိုသွားမယ်ဒီသုံးလုံးပေါင်းကြီး9ဒီသုံးလုံးပေါင်းကြီး9ပြီးတော့8ပြီးတော့ခုံမယ်ဆို95နော်အဲ့ဒါတကယ်ပြီးတာကြောက်ဖို့ကောင်းလေးနော်မလေးဟောမကူလေးဦးမလားလေးမဲ့ဆိုတီအပိတ်ကူမလားကူမဲ့ဆိုရှောက်ပိတ်နော်အဲ့တော့ကျွန်တော်80တစ်ထဲမှာတော့ကျွန်တော်26ကိုထည့်ပေးထားသေးတယ်10ပရိဆိုရင်ဆွဲလို့ရတယ်နော်ကိုကြိုက်တာကိုလို့ပြောပြတာဒီထဲမှာလိုက်ရှင်နေလိုက်ဒီထဲကိုလိုက်ရှင်လိုက်ဘယ်လိုပိတ်ရည်ရှိရတော့အမှန်မှာဗုဒ္ဓဦးနေကဂိတ်ဆုံးတယ်ဒါပေမဲ့အကောင်ကြောက်ဖို့ကောင်ထွက်ပြီးတော့တန်းထွက်တာနော်အဲကြောင့်တစ်ချက်တတိပြီးတာအကြော့တွေကများတယ်နော်အကြော့တွေများတယ်မင်းကတော့81ပေါ့ဗျာဘူပရိကြိုင်ကြောက်ဖို့ကောင်ခွန်ဒီမှာရှိတော့နော်ဒီမှာတော့ကျွန်တော်ပန်းလို့မရဘူး3ညနေ့ဒီကောင်လူရှင်တာ9ခွန်အဲ့ရောခွန်မယ်ဆိုရင်နှစ်ပရိကိုလိုက်ဟုတ်ပြီနော်ကြိုက်တာကတာကိုစိတ်နဲ့ကိုကြိုက်တဲ့ကသာကျွန်တော်ဒီအခုပိတ်ရရှိလို့ကျွန်တော်ထပ်မထုတ်ပြီးတော့ဒီကောင်ပြန်ကစားခြင်းကစားလို့ရတယ်ကြိုက်တဲ့လူနော်ဒီတွေကထွက်အောင်ဒီတွေကလည်းထွက်မလို့ဒီတွေကလည်းထွက်အောင်အဲ့လိုတတိထားဟုတ်ပြီနော်မွေးပြီးလေတတိထားပါရှစ်ကြိုက်တဲ့လူကရှစ်ကိုကစားပါခွန်ကြိုက်တဲ့လူကခွန်ကိုကစားပါ